Hello မင်္ဂလာပါဒီနေ့ပြောရမှာတော့အာဇော်လင်းအောင်တို့အဖွဲ့ပေါ့နော်ပရောဖက်လို့အပိုစတောလစ်လို့အပိုစတောလစ်သူတို့ကိုယ်သူတို့အမည်တွေတက်ပြီးတော့ပေါ့နော်ကျမ်းမာချမ်းသာဝမ်းသာပျော်ရွှင်ကားကုန်ကျွန်းထိုးရှူရှဲတွေ့ထီတွန်းလဲမှောက်လဲတွန်းခါတဆက်တုံပေါ့နော်ဒါဒီလိုလောက်တာတခါကြောင်းလေးတွေသတိထားကြည့်အဲ့ဒါပါဟိန္ဒူကလာတာနော်အဲ့ဒါရှီဝဆိုတဲ့ဟိုနေပေါ့နော်ဟိုအဖေဒါအဲ့ဒါဝင်ပူးတာပူးတဲ့အခါမှာအဲ့လက်ကလေးတွေလက်ချင်ဘာခေါ်လဲမသိဘူးဗျာကျွန်တော်အခေါ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ဆွေးနွေးမှာဖြစ်တယ်အဓိကတော့ခွန်တလေးနေဆက်တေဆိုတာဒီဟိန္ဒူအယူဝါဒပေါ့နော်အင်္ဂလိပ်လိုဆိုရင်တော့စလုံးပေါင်းက KUNDALINI နော်ခွန်တလေးနေဆက်တေဆိုတာ SHAKTI နော်ဆက်တေပေါ့နော်ခွန်တလေးနေဆက်တေဆိုတဲ့အယူဝါဒရောဟိန္ဒူအယူဝါဒနတ်ဝိညာဉ်အစွဲလန်းဟိန္ဒူယောဂကျင့်စဉ်တွေနဲ့ဆက်ဆက်နေတယ်ပေါ့နော်အဲ့ဒါတွေကခရိယန်အနာငြိမ်းရေးနဲ့မှာပုကဝင်စားပြီးတော့သူတို့ religious syncretism ပေါ့နော်ဟိုကိုးကွယ်မှုပြည်စားလုံးနေတာပေါ့နော်ဒါကဟိန္ဒူအယူဝါဒကိုကျွန်တော်စော်ကားတာမဟုတ်ဘူးဟိန္ဒူအယူဝါဒကိုတိုက်ခိုက်တာလည်းမဟုတ်ဘူးသူကသူတီးခြားရက်တည်နေတဲ့ဟိန္ဒူအယူဝါဒကျင့်စဉ်တွေဟိန္ဒူရဲ့ဓလေ့ထုံးစံတွေရဲ့အစိတ်အပိုင်းကိုသူတို့ယူလာပြီးတော့ခရိယန်ဘာသာထဲမှာတန်ရှင်းသောဝိညာဉ်တော်ပါဆိုပြီးတော့တစိမ့်ကပ်ပြီးတော့လှုပ်ရှားတာပေါ့နော်လှုပ်ရှားတာပေါ့စီဝါရေးလှုပ်ရှားနေတဲ့အဖွဲ့အခုဒါဟိုယောရှုအေးစာယာအေးသူတို့အဖွဲ့နောက်တစ်ခါဇော်လင်းအောင်ကစတာပေါ့နော်သူတို့အဖွဲ့မြန်မာနိုင်ငံကိုခြားစားသလိုပဲနော်ခရိယန်ဘာသာထဲမှာခြားစားနေတာပေါ့နော်အဲ့ဒါတစ်ချက်ကြည့်အောင်အဲ့ဒါဘယ်ကနေလာတာလဲဟိန္ဒူအယူဝါဒကလာတာဘယ်ကနေမိတ္တူကူးလာလဲဆိုတော့ဒါတွေကဟို South Africa တို့အာဖရိကဘက်တွေမှာနော်အာဖရိကန်တွေလူမဲတွေပေါ့နော်အဲ့ဒါတွေကသူတို့ရဲ့ဟိုနေပေါ့နဆားပေါ့နော်အဲ့ကနေလာတယ်နောက်တစ်ခါအဓိကအမေရိကမှာ Kenneth Copeland တို့ပါတော့အဲ့ဒီအဖွဲ့တွေပေါ့ကျမ်းမချမ်းသာအဖွဲ့ပေါ့နော်ဘယ်နေဟန်တို့ဒါတွေကျင့်သုံးနေတာပေါ့နော်တဲ့ဒီဟာပါဒါကဟိုသူတို့တန်ရှင်းသောဝိညာဉ်တော်လို့တစိမ့်ကပ်ပြီးတော့ခရိယန်ဝါဒထဲမှာခရိယန်ဘာသာထဲမှာသူတို့အဲ့ဒီဟိန္ဒူနတ်ဘုရားပေါ့ဗျာပုကဝင်စားခြင်းဆိုတာအဲ့ဒါကိုဒါreligious syncretism လို့ခေါ်တာပေါ့နော်မတရားသောမေထုံပေါ့ကိုယ်ွယ်မှုမတရားသောမေထုံပြည်စားလောက်တာပေါ့နော် Scarlet Beast ပေါ်မှာထိုင်တဲ့ Mother of Harlot ဆိုတာဒါရိစခွန်လာမသိဘူးဟုတ်လားနော်အဲ့ဒါသူတို့လုံနေတာဖြစ်တယ်ခရိယန်ဘာသာထဲမှာဒါဟာတို့လှည့်စားပြီးတော့သူတို့စီဝါပြည့်ဆောင်ရွက်နေတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တင်ပြမှာဆွေးနွေးမှာဖြစ်တယ်ကြည့်ဒီမှာဒါယောရှုအေးတို့အဖွဲ့ပေါ့ဇော်လင်းအောင်ပေါ့ဇော်လင်းအောင်ယောရှုအေးဟလာအဲစာယာအေးအဲ့ဒီအဖွဲ့ပေါ့နော်သူတို့ဘာလုပ်တယ်လဲဆိုတော့ကြည်အဲ့ဒါတန်ရှင်းသောဝိညာဉ်တော်တို့ဇိတ်ကတ်တာပေါ့မဟုတ်ပါဘူးဒါခွန်တလေးနေဆက်တေလို့ခေါ်တယ်ဒါဟိန္ဒူအယူဝါဒတွေကနေသူတို့ဒါယောဂကျင့်စဉ်တွေနော်ဟိန္ဒူဂုရုကြီးရှိတာပေါ့နော်ဟိန္ဒူတွေရဲ့ဟိုစာဓုတွေအဲ့ဒီကနေပြီးအဲ့ဒီပညာပေါ့နော်ဒါကျွန်တော်တို့ကဟိန္ဒူကိုတိုက်ခိုက်တာမဟုတ်ဘူးဒါပေမဲ့ခရစ်ယာန်အယူရဆိုရင်ဒါတန်ရှင်းသောဝိညာဉ်တော်မဟုတ်ဘူးဆိုတော့ကျွန်တော်အတိအလင်းအသိပေးတာဖြစ်တယ် declare လုပ်တာဖြစ်တယ်ဒါကိုဝိညာဉ်တော်နဲ့ဗတ္တိဇံခံထားတဲ့သူတိုင်းကစိတ်ဝိညာဉ်တော်ပိုင်းခြားနားလဲတဲ့စုကျေးစုရတဲ့သူတိုင်းစစ်မှန်တဲ့သူတိုင်းဟာဒါဟာအရှင်သောဝိညာဉ်တော်ရဲ့သဘောမဟုတ်ဘူးဆိုတာကိုဒါအတန်ရှင်းသောဝိညာဉ်တော်လူတယောက်ကဒီအသေးကိုရှုံချပြီးတော့ဒီလိုမျိုးတွေကိုနော်အာဘုံချက်တွေကိုတိုးပွားစေတာပဲရှိတယ်လူတယောက်ရဲ့ဘုံချက်တွေကိုတွန့်လင်ကောက်ကွေးပြီးတော့အဆက်တုံပြီးတော့လူအသေးရှိလူပေါင်း public ပါအသေးရှုံချတာတန်ရှင်းသောဝိညာဉ်တော်ဘယ်တော့မှမလုပ်ဘူးဆိုတော့ကျွန်တော်ဒါတင်ပြဆွေးနွေးတာဖြစ်တယ်ကြည်ပါဘာဖြစ်တယ်လဲဆိုတာပေါ့နော်ဒါယောရှုအေးဆိုပြီးလှုပ်ရှားနေတာပေါ့နော်လှုပ်ရှားနေတာဒါကျွန်တော်လက်ကိုမခံပါဘူးကျွန်တော်နှစ်ချင်းခရစ်ယာန်ဖြစ်တယ်ဒုတိယမွေးချင်းကံပြီးတဲ့ born again မီယိုဖလာ generation 40မြောက်နှစ်ချင်းခရစ်ယာန်ဖြစ်တယ်တစ်ချင်းခရစ်ယာန်ရဲ့ဒေါက်ထရင်ကိုပြောနေတာမဟုတ်တမန်ကျမ်းစာ66ကျမ်းမှာဘယ်တမန်တော်မှ
တမန်တော်12ပါးမှာဘယ်တမန်တော်မှလည်းဒါအောင်မလုပ်ခဲ့ဘူးနော်ယေရှုခရစ်တော်ရဲ့နောက်လိုက်တွေလည်းဘယ်အဆက်တောင်မလုပ်ခဲ့ဘူးဖြစ်တယ်ဒါဟာဟိန္ဒူယင်ရှီကနေပြီးတော့သူတို့ကူးယူလာတာဖြစ်တယ်မိတုကူးလာတာဖြစ်တယ်ဟိန္ဒူကိုတိုက်ခိုက်တာမဟုတ်ဘူးဒါကွန်ဒလေးနေဆက်တေလို့ခေါ်တယ်ဟိန္ဒူအယူနော်ဒါတစ်ထပ်သေးပဲဖြစ်တယ်ဒါဟာတန်ရှင်းသောဝိညာဉ်တော်သူတစိမ့်ကတ်ထားတယ်ဒါမဟုတ်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်အတိအလင်းတရားနေပြီးတော့အသိပေးတာဖြစ်တယ် spiritual knowledge အဖြစ်တင်ပြတာဖြစ်တယ်နော်ကြည့်ပါပါလက်ထဲမှာစဖြစ်ရင်ဘူးရှိတယ်လက်ထဲမှာဝိညာဉ်တော်ရဲ့စဖြစ်ရင်ဘူးဒါဆာယာအေးနော်တဖွဲ့တယ်ယောရှုအေးဆာယာအေးသူတို့ဒါခရစ်ယာန်ဘာသာကိုဖြက်စီးနေတာပေါ့နော်ဖြက်စီးနေတာအဲ့ဒါမသိဘူးပေါ့တန်ရှင်းသောဝိညာဉ်တော်ကိုမရသေးတဲ့လူတွေကနားမလည်ဘူးအဲ့တော့တကယ်ထင်တယ်ထူးဆန်းတဲ့နမိတ်လက္ခဏာလို့ထင်တယ်အမှန်မှဟိန္ဒူဒါခွန်တလေးနေဆက်တယ်အဲ့တော့ကျွန်တော်1 2 3ဆိုတဲ့ prophetic action အနေနဲ့တောက်ပါ1 2 3 train ဒါရည်ပြီးတွေ့လားအဲ့ဒီရည်တဲ့အကြောင်းကတော့အဲ့ဒါဟိန္ဒူပေါ့နော်ရေမောခြင်းပေါ့ရေမောခြင်းဝိညာဉ်ပေါ့နော်အဲ့ဘယ်ကလာလဲဆိုတာဆွေးနွေးလို့ဖြစ်ဒီမှာလက်ဆက်တုံတယ်တွေ့လားလက်ကလေးဒီလိုလဲလက်ချောင်းလေးတုံကြတယ်အဲ့ဟိန္ဒူအဲ့ဒီရှီဝါဆိုတဲ့နတ်ဖျားဝင်လာလို့ရှိရင်အဲ့ဒီဝင်နေတာကျွန်တော်မေ့နေတယ်ဗျအဲ့ဒီအခေါ်ရှိတယ်ရှေ့မှာကျွန်တော်တပို့တင်ထားဘူးလေအကြည့်ဒါလူအသေးကိုရှုံချနေတာ public မှာလူတယောက်ကဂုံတိတ်ခေါင်ကြာဆင်းစီတန်ရှင်းသောဝိညာဉ်တော်အဲ့ဒါမျိုးမလုပ်ဘူးတန်ရှင်းသောဝိညာဉ်တော်အဲ့လိုဘယ်တော့မှမလုပ်ဘူးဘာလို့တန်ရှင်းသောဝိညာဉ်တော်ဆိုတာနတ်မဟုတ်ဘူးဖျား